အလာဘကစားဟန်ကိုစိတ်သက်ပိုင်းနဲ့အလဲချိုးပြီးဘရာဇီးစီဦးတည်သွားတဲ့နော်ဝေရဲ့ကမ္ဘာဖလားခီးစဉ်တကူတော်ရေချီးနဲ့ကစားသမားကောင်းစုဖွဲ့မှုပိုင်းမှာ Ivory Coast အသင်းကနော်ဝေထက်အသီးသာတာလုံးနေခဲ့တာအမှန်ပါဒါပေမဲ့သူတို့ရဲ့ရှေ့တန်းတိုက်စစ်ကစားသမားတွေကနေမာတို့ဗင်နီရှက်တို့လိုမျိုးကွင်းလင်တဲ့ပရိသတ်အကြိုက်အလှပပြိုင်ပြီးတော့မှဂိုးသွင်းချင်နေကြတယ်လို့ဖြစ်နေလို့ဂိုးရီယာအပြင်ဘက်ကကန်ငွေနေတဲ့ဒူရီယာလိုင်းပိတ်ချက်တွေအချင်းချင်းရရှိခဲ့ပေမဲ့အဆုံးသက်ပိုင်းအလောတကြီးဖြစ်မှုတွေကြောင့်မလို့အဖိုးတန်နဲ့အနိုင်ဂိုးတွေကိုဖန်တီးပေးနိုင်ခဲ့ခြင်းမရှိပါဘူးလူစားဝင်လာတဲ့အာမတ်ဒီယာလိုရဲ့ထပ်မြက်လာတဲ့ဖြတ်တင်ပေးမှုတွေကြောင့်မလို့ပွဲချိန်နောက်ပိုင်းမှာ Ivory Coast ရဲ့ဘေးတောင်ပံတိုက်စစ်တွေကပုံမလှုပ်ခတ်လာတယ်ဆိုပေမဲ့ပွဲကိုအနိုင်ယူခြင်းနဲ့စိတ်သက်ပိုင်းမှာတော့နော်ဝေကိုမရှိနိုင်ခဲ့တာသိတာပါတယ်ဒါကြောင့်လည်းပဲတစ်ဖက်တစ်ကူစီသေးဖြစ်နေတဲ့အချိန်မှာနိုင်လိုစိတ်ပြင်းပြနေတဲ့နော်ဝေအသင်းကအခွင့်အရေးကိုအမီးအဆုပ်ကင်သွားပြီးတော့အနိုင်ကိုသွေးယူသွားခဲ့တာဖြစ်တယ်လို့ပွဲတစ်လျှောက်လုံးအရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်သွားခဲ့တဲ့နော်ဝေကိုသမားရဲ့လက်စွမ်းကလည်းတကယ်ကိုအတိမပြုတ်စရာပါဒီလိုမျိုးစွမ်းဆောင်ရေးကြောင့်ပဲနောက်တဲ့တစ်ဆင့်ကိုထိုက်တဲ့နဲ့တက်လန်းသွားခဲ့တဲ့နော်ဝေအသင်းကနောက်လာမဲ့16တင်အဆင့်ရှုံးထွက်ပွဲစဉ်မှာတော့ကမ္ဘာ့အဆင့်အေယာကြီးဘရာဇီးအသင်းနဲ့ထိတိုက်ရင်ဆိုင်တော့မှာဖြစ်ပါတယ်ပြိုင်ပွဲရလဒ်ကဘာပဲဖြစ်ဖြစ်အာဖရိကရဲ့ထိပ်သီးကိုကျော်ဖြတ်ပြီးတော့ဆမ်မာဘီနီနဲ့ရင်ဆိုင်ခွင့်ရတဲ့အထိကစားနိုင်ခဲ့တဲ့နော်ဝေအသင်းတို့တော့ဒီအဆင့်ကနေမဲ့တကယ်ကိုကြီးကျယ်ခမ်းနားတဲ့သမိုင်းဝင်မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါပြီခင်ဗျာ